39နှစ်နီးပါးအရွယ်မှာမက်ဆီကဘယ်သူမှမကြော်နိုင်ဘူးလို့ထင်ခဲ့တဲ့ World Cup စံချိန်ကိုချိုးဖျက်လိုက်ပါတယ်။ Okay, MN Football မှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ဘောလုံးလောကမှာစံချိန်တွေဟာတနေ့နေ့ကျရင်ကျိုးပြတ်သွားတတ်ပါတယ်။ဒါပေမဲ့တချို့စံချိန်တွေကတော့နှစ်ပေါင်းများစွာမကျိုးပဲရပ်တည်နေတတ်ပါတယ်။ဒီနေ့တော့လီယိုနယ်မက်ဆီကအဲ့ဒါလိုစံချိန်တစ်ခုကိုကြော်ဖြတ်ပြီးဘောလုံးသမိုင်းကိုထပ်ပြီးရေးထိုးလိုက်ပြန်ပါပြီ။အသက်39နှစ်နီးပါးရှိနေပြီဖြစ်တဲ့မက်ဆီဟာလူငယ်ကစားသမားတွေတော့အမြန်တော့မရှိတော့ဘူးလို့ပြောသူတွေလည်းရှိပါတယ်။ဒါပေမဲ့ဘောလုံးအိုင်ကျူနေရာယူပုံနဲ့ပွဲကိုထိန်းချုပ်နိုင်စွမ်းကတော့ယနေ့ချိန်ထိအံ့အားသင့်စရာကောင်းနေသေးပါပဲ။ဩစတြေးလျနဲ့ကမ္ဘာ့ဖလားပွဲစဉ်မှာမက်ဆီဟာ2ဂိုးသွင်းယူနိုင်ခဲ့ပြီးဘောကတ်သမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းနိုင်သူဖြစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ဒီမတိုင်ခင်အထိအဲ့ဒီစံချိန်ကိုဂျာမနီကနဝင်တိုက်စစ်မှုမီယိုစလက်ကာလိုစ်ကကင်ဆောင်ထားခဲ့တာပါ။ကာလိုစ်ရဲ့စံချိန်ဟာနှစ်ပေါင်းများစွာမကျိုးနိုင်တဲ့စံချိန်တစ်ခုလိုဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့မက်ဆီကတော့အဲ့ဒီနေရာကိုဖြိုချနိုင်ခဲ့ပါတယ်။တကယ်တော့မက်ဆီအတွက်ဒီစံချိန်ကဂိုးကြေအတွက်တစ်ခုလည်းမဟုတ်ပါဘူး။2006ခုနှစ်ကလူငယ်ကစားသမားလေးအဖြစ်ကမ္ဘာ့ဖလားကိုပထမဆုံးကစားခဲ့တဲ့သူဟာအခု2026မှာတော့ကမ္ဘာ့ဖလားစင်မြင့်ပေါ်မှာသမိုင်းရေးနေစေဖြစ်ပါတယ်။အဲ့ဒီနှစ်20ကျော်ကာလအတွင်းမက်ဆီဟာအောင်မြင်မှုအများကြီးရခဲ့တယ်။ဘောလုံးဒီယောတွေရခဲ့တယ်။ချန်ပီယံလိဖလားတွေလည်းရခဲ့တယ်။ကိုပါအမေရိကတွေကိုလည်းရခဲ့တယ်။နောက်ဆုံး2022ကမ္ဘာ့ဖလားကိုတော့မှရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူကအဲ့ဒီမှာရပ်မသွားခဲ့ပါဘူး။အသက်ကြီးလာတာနဲ့အမျှအနားယူဖို့ပြောသူတွေများလာပေမဲ့မက်ဆီကတော့ပွဲထဲမှာပဲအဖြေပြန်ပေးနေခဲ့တာပါ။ဒီနေ့စံချိန်သစ်ကလည်းအဲ့ဒီအဖြေကိုနောက်ထပ်သက်သေတစ်ခုပါပဲ။အခုဆိုရင်မေးခွန်းတစ်ခုကပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒီ World Cup ဟာမက်ဆီရဲ့နောက်ဆုံး World Cup ဖြစ်နိုင်ပါတယ်။ဒါပေမဲ့သူ့ရဲ့နောက်ဆုံး World Cup ဟာသမိုင်းတင်ရုံနဲ့ရပ်သွားမလားဒါမှမဟုတ်အာဂျင်တီးနားကိုနောက်ထပ်ချန်ပီယံဆုတစ်ချိန်ရယူပေးနိုင်မလားဘယ်လိုပဲဖြစ်ဖြစ်သေချာတာတစ်ခုတော့ရှိပါတယ်လီယိုနယ်မက်ဆီဆိုတဲ့နာမည်ကဘောလုံးသမိုင်းမှာရေးပြီးသားမဟုတ်တော့ပါဘူးဒီနေ့အထိဆက်ပြီးရေးနေစေဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကအဲ့ဒီသမိုင်းကိုကိုယ်တိုင်မျက်မြင်တွေ့နေရတဲ့မျိုးဆက်တွေဖြစ်နေကြတာပါโอเคနောက်ရမှာပြန်တွေ့ကြတာပေါ့